ကွာကြားချက်ကတော့ကျွန်တော်တို့စီကတော့အခုလက်ရှိဆိုလို့ရှိရင်ပြန်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေရန်ကုန်ရှမ်းRSB တစ္ဆာမ AR ပေါ့ကျွန်တော်မှ9သိန်းလောက်ရှိတယ်သူတို့စီမှာ2သိန်း3သိန်းလောက်ပဲရှိရတော့အဓိကကွာခြားတာအဲ့ဒါပဲဟုတ်ဝယ်ရပါမြန်မာတော့နည်းနည်းပို့ပြီးတော့ storm ဖြစ်နေလို့သူတို့technical ပို့သွားတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ကျောင်းသားတွေများတယ် university အသင်းတွေများတယ်သူတို့ league ပြိုင်တဲ့အသင်းတွေကတကယ်professional teacher training ဆင်းပြီးတော့အဲ့လိုပြိုင်ပွဲဝင်တဲ့အသင်းဆိုလို့ရှိရင်ကျွန်တော်တို့သွားတဲ့ Stallion ရဲ့ကာယာရဲ့ဒီ2သင်းလောက်ပဲရှိရပါတော့။ကျန်တဲ့အသင်းတွေကတော့တက္ကသိုလ်ကျောင်းအသင်းတွေဖြစ်တာဖြစ်တဲ့အတွက်သူတို့က physical တော့သိပြီးတော့အသားမပေးဘူးပေါ့ဘောလုံး technical ပဲသူတို့ဘောလုံးအခြေခံကြကြလေးတော့သူတို့ကစားတတ်တယ်ပေါ့တောင်းသားလေးဖြစ်တဲ့အတွက်ဟုတ်ထောက်ကူဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘောလုံးကကျွန်တော်တို့မြန်မာပြည်မှာကစားတာကျတော့နီးစနစ်ပိုင်းနဲ့ပြောမှဆိုရင်ဒီမှာကျတော့ဒီနီးစနစ်မြန်မာနီးစနစ်တစ်မျိုးပေါ့ဟိုမှာကျတော့သူတို့နီးစနစ်တစ်မျိုးပေါ့သင်ခဲ့ရတာလည်းရှိပါတယ်ကျွန်တော်တို့မတူညီဘူးပေါ့ဟုတ်မတူညီရဲ့အရာတွေခံစားခဲ့ရပါဟုတ်မန်တယ်ပိုင်းကတော့အဓိကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ခေါ်ယူတဲ့အသင်းပေါ့အသင်းမန်နေဂျာကိုကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်သူအစားအရာကျွန်တော်တို့ခက်ခဲတဲ့အဲ့လိုမျိုးဒီ home sit ဖြစ်မဲ့အချိန်တွေမှာသူတကယ်ကျွန်တော်တို့ပျော်ရွှင်အောင်ထားပေးတယ်ပြီးတော့ဒီ training ပိုင်းတွေမှာစိတ်ညစ်တဲ့ချိန်တိုင်းလည်းအများလို့ကျွန်တော်တို့လည်းအတူရှိပေးတယ်ပေါ့အဲ့လိုမျိုးပြောပါတယ်ကျွန်တော်အဓိကတော့ဘောလုံးသမားဆိုတော့ဘယ်နေရာရောက်တော့ပျော်နေရပေါ့ဘောလုံးကန်နေရရင်ပျော်တဲ့စိတ်နဲ့ပဲပျောက်သွားတာပါပဲဟုတ်ကီရာတော့ကူညီပါတယ်စရောက်ချင်းသူတို့ကူညီတယ်နောက်ပိုင်းကျတော့သူလည်းပြန်တဲ့ကိစ္စတွေပါနေဆိုတော့ကျွန်တော်ပို့ပြီးတော့နေဖြစ်တာတော့ဥပေးနဲ့ပို့ပြီးတော့သွားဖြစ်လာဖြစ်နေဖြစ်တယ်ပေါ့ဘာသာစကားလည်းဥပေးအများကြီးကူညီပေးရတယ်ပြီးတော့စားတော့သူလည်းသူပဲအများကြီးကူညီပေးပါတယ်ဟုတ်ဝင်းနေမယ်ပေါ့ဝင်းလို့သွားလဲဝင်း